အားလုံးပဲမင်္ဂလာပါဒီမနက်မှာလေကျမနဲ့အတူဂေဟာစီရဲ့တက်မတ်ဆွေးလန်းချင်းဆိုရယ်နှုတ်ကပတ်တော်ခေါင်းစဉ်အဖြစ်ကျမလေ့လာသွားရအောင်ပထမဦးဆုံးကျမကောလောသဲခန်းကြီး3ရက်နေ့မြေကြီးပေါ်မှာရှိသောအရာတို့ကိုဆွေးလန်းသောစိတ်မရှိကြနဲ့အထက်အရာတို့ကိုသာစိတ်ဆွေးလန်းခြင်းရှိကြလောအာမင်ကောလောသဲဩဝါဒစာမှာနော်မြေကြီးအရာတွေကိုမဆွေးလန်းဖို့ရန်အတွက်ဖျားမနစ်သက်တဲ့အရာဖျားနဲ့မပတ်သက်တဲ့အရာဖျားနဲ့ဆန့်ကျင်တဲ့အရာနော်ကျမတို့တက်မတ်ခြင်းတို့ကိုဖျားကမရှိဖို့ရန်အတွက်ပြောထားတယ်ဖျားနဲ့ပတ်သက်တဲ့အရာကိုဆွေးလန်းဖို့ရန်အတွက်ကျမတို့ကိုပြောထားတဲ့ဆိုပေမဲ့ကျမတို့ကလူသားဖြစ်တဲ့ချိန်မှာနော်ကျမတို့မဆွေးလန်းနိုင်တဲ့အရာတွေဖျားနဲ့ပတ်သက်တဲ့အချိန်မပေးနိုင်တဲ့အရာတွေမလောက်ဆောင်နိုင်တဲ့အရာတွေနော်ကျမတို့စိတ်မနစ်နိုင်တဲ့ကာလဆိုတာကျမတို့မရှိတာဖြစ်တယ်ဒါပေမဲ့ကျမတို့ဖျားကကျမတို့ကိုသူနဲ့အတူနော်သူအဲ့ဒီတက်မှတ်ခြင်းထဲမှာမဟုတ်ဘဲနဲ့နော်သူ့ကိုပဲဆွေးလန်းစေခြင်းနဲ့ဖျားဖြစ်တယ်ဒါဆိုကျမတို့ဒုက္ခပတ်တော်ထဲမှာနော်လေးဓမ္မရာဇဝင်ရဲ့အခန်းကြီး9 20ကနေပြီးတော့အဆုံးထိကျမလေ့လာမယ်ဆိုရင်အေလိရှေတပည့်ဖြစ်တဲ့ဂေဟာစီရဲ့အသက်တာကိုမြင်ရတာဖြစ်တယ်အာမင်ဒီနှုတ်ကပတ်တော်ကိုကျမမဖတ်တော့ဘူးဒါပေမဲ့ဒီမှာရှေ့သူရဲ့အသက်တာချင်းမှာဂေဟာစီရဲ့အသက်တာကိုလေ့လာကြည့်မယ်ဆိုရင်နော်လေးဓမ္မရာဇဝင်အခန်းကြီး9 20နဲ့စတင်ပြီးလေ့လာကြည့်မယ်ဆိုရင်ဂေဟာစီကသူ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဝိညာဉ်ခေါင်းဆောင်ဖြစ်တဲ့အေလိရှေစီကိုဘူးချုပ်နေမှန်တို့ကလာပြီးတော့နော်နူနာယောဂလာပြီးကုသတဲ့ချိန်မှာကုသပျောက်ကင်းတဲ့အတွက်နော်သူ့ကိုလက်ဆောင်ပန်းနာနေပေးတယ်ဒါပေမဲ့သူမယူခဲ့ဘူးနော်အေလိရှေကမယူတဲ့အရာပေါ်မှာနော်သူ့ရဲ့ဂျွန်ဖြစ်တဲ့ဂေဟာစီကအဲ့ဒီပစ္စည်းတွေကိုမြင်နေချင်မှာဖြစ်လာတယ်တတ်မှတ်တဲ့စိတ်ဖြစ်လာအဲ့ဒီအရာကသူ့လူချင်လာတယ်အာမင်ဒါကြောင့်တတ်မှတ်တဲ့စိတ်ဖြစ်လာတဲ့ချိန်မှာဘာဖြစ်လာလဲဆိုရင်အဲ့ဒီအရာတွေကိုရအယူဖူးရန်အတွက်ကြံစီလာတာကိုမြင်ရတာဖြစ်တယ်နော်အဲ့ဒီပစ္စည်းကိုဘယ်လိုနည်းနဲ့ရယူရမလဲဘယ်လိုပြောရမလဲဘယ်လိုအကြံစီတွေနဲ့နော်ဒီပစ္စည်းတွေကိုတွားပြီးတော့နော်သူ့ခေါင်းဆောင်မသိအောင်ဘူးချုပ်နေမှနောက်ကိုလိုက်ပြီးတော့ဘယ်လိုလှုပ်ဆောင်ရမလဲဆိုတော့သူ့အတွေးထဲမှာအဲ့တတ်မှတ်တဲ့စိတ်ကနေပြီးတော့အတွေးခေါ်တယ်သူမကောင်းစားလာတော့နံပါတ်1သူ့အတွေးခေါ်တယ်မကောင်းစားနိုင်လာတော့ဘူးဘယ်လိုလှုပ်ဆောင်ရမလဲဘယ်လိုကြံစီရမလဲအဲ့ဒီအရာကိုရဖို့ရတဲ့တော့သူဘာမဆိုလုပ်မယ်ဆိုရသူ့စမှာဖြစ်လာတာဖြစ်တယ်အာမင်ဒါကြောင့်ဒီကာလမှာကျွန်တော်တို့တက်တာချင်းမှာကျွန်တော်တို့နော်ဒုစရိုက်လုပ်ဖို့ရန်အတွက်ကျွန်တော်တို့မကောင်းတဲ့အရာလုပ်ဖို့ရန်အတွက်ပထမအဆုံးကျွန်တော်တို့အတွေးခေါ်ဖြစ်တယ်အာမင်ကျမတို့အတွေးခေါ်နေပဲစတင်ပြီးတော့အလုပ်လုပ်တာဖြစ်တယ်အာမင်ပြန်ပြီးတော့သူပါလဲလိန်လေဖွင့်တဲ့သူတကယ်ပဲအဲ့ဒီတွားယူမေဆိုပြီးတော့ဘူးချုပ်နေမှန်ဆန်နဲ့ရယူမေဆိုပြီးသူတွားပြီးတော့ဘူးချုပ်နေမှန်နဲ့တွေ့တဲ့ချိန်မှာလမ်းသွဲမှာတွေ့တဲ့ချိန်မှာသူကောင်းဆောင်ကတော့ prophet နှစ်ပါးကိုပေးဖွင့်အတွက်တောင်းခိုင်းလိုက်တယ်ဆိုပြီးတော့ပါလဲသူလိန်ဖွင့်တယ်ဖြစ်လာတယ်နော်လိန်ဖွင့်တယ်ဖြစ်လာတယ် action ပါလာတယ်နော်အစကအကြံစီပဲဘယ်လိုလုပ်ရမလဲဘယ်လိုပုံစံတွားရမလဲဆိုသူ့ရဲ့အကြံစီပဲဒါပေမဲ့တတ်မှတ်တဲ့စိတ်ကများလာတဲ့ချိန်မှာလိန်လေလာတယ် action ပါလာတယ်လှုပ်ဆောင်လာတယ်ကိုထိလက်ရောက်လှုပ်လာတယ်အာမင်ဒါဆိုဒီကာလမှာကျမတို့ဗာလဲကျမတို့တတ်မှတ်တဲ့အရာပေါ်မှာကျမတို့အသွေးခွာအဖြစ်ပဲကျမတို့အသွေးခွာနဲ့တွေးခေါ်လိုက်တဲ့အရာကျမတို့တတ်မှတ်တဲ့အရာကျမတို့ဆွေးလန်းတဲ့အရာကကျမတို့လက်ထဲမှာတကယ်ရရှိလာအောင်ကျမတို့ကလှုပ်ဆောင်တာဖြစ်တယ်အာမင်ကိုထိရဲ့လူတွေကိုတတ်မလားဒါမှမဟုတ်ရင်တော့ကျမတို့လိန်လေလိုက်မလားစကားအပြောလေးနဲ့လိန်လေမလားကျမတို့အမူအရာဖြစ်လှုပ်ဆောင်မလားနော်ဒီကာလမှာကျွန်တော်လှုပ်ဆောင်ဖို့ရန်အတွက်အဲ့ဒီတတ်မှတ်တဲ့စိတ်ကိုနေရာပေးလိုက်တာနဲ့နော်ကျွန်တော်တို့ action ပါလာတာဆိုတော့မြင်ရလည်းဖြစ်ပြီးဘာဖြစ်လဲ what ထားဖွင့်လည်းဖြစ်လာတယ်အဲ့ဒီပစ္စည်းတို့ तू ကတိတ်တဆိတ်ယူဆောင်လာပြီးတော့ तू ခေါင်းဆောင်စီကိုယူလာပြီးတော့ तू what ထားဖွင့်လည်းဖြစ်လာနော် what ထားတယ် secret လုပ်တယ်ဘာလို့လဲခေါင်းဆောင်ကပေးမတီးဘူးမပွင့်လင်းတော့ဘူးမပြောပြတော့ဘူးနော်သူရဲ့ဝင်ခေါင်းဆောင် तू မပြောပြတော့ဘူး तू လိုဝတ်ထားတယ်သူရဲ့လှုပ်ဆောင်တဲ့အရာ तू မပွင့်လင်းတဲ့အရာ तू အထဲမှာတကယ်ဆို तू ဒီဟာမပွင့်လင်းချက် तू မှာကောင်းကြီးမဖြစ်ဘူးဆို तू သိပါတယ်ဒါပေမဲ့ तू တိကြီးနဲ့အဲ့ဒီပစ္စည်းဥစ္စာတွေကိုတတ်မှတ်ဆွေးလန်းတဲ့ချိန်မှာဘာဖြစ်လာလဲလိုအပ်တလာခေါင်းဆောင်နဲ့ तू မပွင့်လင်းတော့ဘူးအမြင်နဲ့မရှင်းလင်းတော့ဘူးလောက်ဆောင်ပဲဖြစ်လာဒါပေမဲ့ तू ခေါင်းဆောင်ကသိတာဖြစ်တယ်နော်အဲ့ဒီကပုံမှာဂေဟာစီနင်ဘေကိုသွားတယ်လေနင်ပါလေလောက်ဆောင်တယ်လေဆိုတာနင်သွားတဲ့ချိန်မှာငါရဲ့ဝိညာဉ်ကစိတ်ဝိညာဉ်နင်နဲ့ तू ပါသွားတာဖြစ်တယ်နင်ဘာလို့ဒီလိုလောက်ရလဲပြောတဲ့ချိန်မှာ तू ပါလေဝန်ခံမွေးနဲ့ဖြစ်လာတာဖြစ်တယ်နော်တကယ်ဆိုသူ့ခေါင်းဆောင်ကသူ့ကိုပါလဲသူ့ခေါင်းဆောင်သူ့တောင်းဝန်ခံမယ်ဆိုသူ့ခေါင်းဆောင်ခွလွတ်ပေးနိုင်တာဖြစ်တယ်နားလေပေးနိုင်တာဖြစ်တယ်ဒါပေမဲ့သူပါလဲသူလူချီတယ်ဆိုသူ့ခေါင်းဆောင်ပွပွင့်လင်းပြောလို့ရတာပဲဒါပေမဲ့ तू မယူခဲ့ဘူး तू ပွပွင့်လင်းမပြောခဲ့ဘူးသူ့ခေါင်းဆောင် तू ဘာလုပ်ခဲ့လဲနော်သူ့ခေါင်းဆောင်ကို तू မပွင့်မလင်းဘူးနော်သူ့ရဲ့အချမ်းစီတွေနော်မကောင်းစားဘူးသူ့အသွေးခွဲမကောင်းစားတဲ့ action ပါပြီးတကယ်လှုပ်ဆောင်လာတယ်လူဝက်ဖွင့်လို့ဖြစ်လာတဲ့အရာကနော်အဆုံးမှာ20ရဲ့ခန်းချင်းက20ရဲ့နောက်ပိုင်းမှာ24 25နော်အဲ့နောက်ပိုင်းမှာဖြစ်လာဖွင့်တယ်ဖြစ်လာလဲဆိုသူ့ရဲ့တမျိုးသားလုံးသူ့ရဲ့ generation လိုက်မှာနိုနာယောဂဆွေးဖွင့်နေဖြစ်လာနော်နိုနာယောဂတေးဆိုရင်လူရဲ့ယူရှာတယ်လူရဲ့မကြိုက်ဘူးနော်လူရဲ့မနစ်တဲ့ဘူးသူ့ဘေးနားမှာတော့မထန်ချင်ဘူးလူတွေနော်ပြုတ်ဆွမဲ့သူတွေမရှိဘူးတမိသားဆုံးလို့ဖြစ်ရင်ဖြစ်တဲ့သူတွေကိုနော်မြို့ပြင်မှာအရင်ခေတ်မှာဆိုထားတာဖြစ်တယ်နော်ဒီကာလမှာလည်းနိုနာယောဂတေးတွေလူတွေယူရှာတဲ့လူတွေဖြစ်တယ်လူတွေရှာချင်းခံရသူဖြစ်တယ်အဲ့လိုပဲဂေဟာစီရဲ့တက်တာချင်းမှာသူရဲ့တတ်မှတ်တဲ့စိတ်တစ်ခုကနေပြီးတော့သူ့ရဲ့အသွေးခေါ်တယ်မကောင်းစားလာဘူးသူရဲ့တတ်မှတ်တဲ့စိတ်တစ်ခုကနေပြီးသူ action ပါလာတယ်သူလှုပ်ဆောင်တယ်နော်အဲ့ဒီအပေါ်မှာပါလေသူလူကိုနော်လိန်လေဖွင့်တယ်သူမကြောက်တော့ဘူးနော်ဘာလှုပ်ဖွင့်တယ်သူမကြောက်တော့ဘူးသူလှုပ်ဆောင်လာတယ်ပြီးသူပါလေခေါင်းဆောင်ကိုလိုဝတ်လာတယ်အဲ့ဒီအရာအဖြစ်သူတက်တယ်မှာ
ကောင်းကြီးမဖြစ်တော့မျိုးဆက်လိုက်မှာသူပါလေနူနာယောဂမျိုးဆက်လိုက်ဖြစ်လာယောဂတိမျိုးဆက်ဖြစ်လာအမင်းကျမတို့ဖခင်ကကောင်းကြီးပေးရင်တော့မှနော်ကျမတို့ဖခင်ကောင်းကြီးပေးရင်အထောင်အတောင် music generation နဲ့အထောင်အတောင်ကိုကောင်းကြီးပေးတယ်လို့ပဲနော်ကျမတို့ပြန်ပြီးတော့ဖခင်ကနော်ကောင်းကြီးမဖြစ်စေတဲ့ချိန်မှာလဲနော်ပြန်ပြီးပြစ်တံပေးတဲ့ချိန်မှာလဲခါကြိုင်ကျမတို့ဖခင်ကနော် music လည်းပေးတတ်တာဖြစ်တယ်နော်40တန်အောင်ခံရတယ်တဲ့အာမင်္ဂလာ40တန်အောင်ခံရတယ်လို့ဘုရားမှာပြောထားတာဖြစ်တယ်ဒါကြောင့်ဒီအေဟာစီရဲ့ music တွေမကောင်းစားဘူးဘာလို့လဲသူတတ်မှတ်တဲ့စိတ်တစ်ခုအဖြစ်ဖြစ်လာတာဖြစ်တယ်ဒါကြောင့်ဒီကာလမှာတင်းနေကျွန်တော်ကဘယ်အရာကိုတတ်မှတ်နေလဲဖခင်နဲ့ပတ်သက်တဲ့အရာလားဖခင်နဲ့မပတ်သက်တဲ့အရာဖခင်နဲ့ဆန့်ကျင်တဲ့အရာလားအာမင်ဒီအရာတွေကိုကျွန်တော်တို့စဉ်းစားကြည့်အောင်ကျွန်တော်တွေးခေါ်ကြအောင်ဆင်ခြင်ကြည့်အောင်နော်ဒီကနေ့စာပေကျွန်တော်တက်တာချင်းမှာဖခင်နဲ့ပတ်သက်တဲ့အရာကိုဆွေးလန်းရအောင်လို့ကျွန်မဒီမှာရှိတဲ့သူအတီးတီးကိုကြီးနေတ िश ူးနေတဲ့မိသားစုအတီးတီးကိုခွန်အားပေးချင်တာဖြစ်တယ်အရောက်တိုင်းမှာဖခင်ကောင်းချီးပေးပါစေ